ကျွန်တော်ကို3 နာရီကြိုက်တာမေးပါသူများအကြောင်းအလွယ်ကျွန်တော်အကုန်ဖြေပေးပါမယ်မဖြေတဲ့မေးခွန်းမရှိပါဘူးဒီခမ်းမကြီးကထွက်သွားလို့နောက်တစ်ချိန်မှာနောက်ရက်တွေမှာကျွန်တော်အင်တာဗျူးဖြေရမယ်ကျွန်တော်ကိုလာမေးမယ်ဆိုရင်တော့ကျွန်တော်အနုပညာရှင်ယူပါမယ်လို့ကျွန်တော်ကစဖြေခဲ့တာအဲ့ဒါကိုအဲ့ဒီပွဲရောက်တဲ့ခါကျသူတို့ထပ်မေးတာအခုကျတော့ဒီပွဲကြဘာဖြစ်လို့ဖြေပေးရလဲဆိုတာကျွန်တော်ကဒါကြတော့ကိုလှုပ်တဲ့ပွဲလေကိုလှုပ်တဲ့ပွဲကိုချင်းပါတဲ့ပွဲကိုပိတ်သက်ကိုသိစေခြင်းတဲ့ပွဲဆိုတော့ကိုယ့်ရဲ့ပိတ်သက်ကိုရောလာမေးတဲ့မီဒီယာရဲ့ပိတ်သက်ကိုရောသိစေခြင်းနဲ့ကြော်ညာတဲ့သဘောအနေနဲ့တယောက်နဲ့တယောက်win-win situation ဖြစ်တယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အင်တာဗျူးကိုဖြေလိုက်တော့ကြော်ညာကားတွေဒီမီဒီယာရတယ်ဟုတ်တယ်မလားဒါပေမဲ့ဒီမီဒီယာကကျွန်တော်တို့ကိုဖြေလိုက်တဲ့အတွက်ကျွန်တော်တို့ဖြေရအောင်ကျွန်တော်ပိတ်သက်ကမြင်သွားသိသွားတဲ့အတွက်ကျွန်တော်တို့ကဒီဇက်ကားတွေဒီဟာတွေဘယ်လိုလုပ်ပါတယ်ဆိုတော့သိသွားတယ်အဲ့တော့တယောက်နဲ့တယောက်ကတော့win-winဖြစ်တယ်လို့ကျွန်တော်ထင်တယ်အဲ့လိုမဟုတ်ဘဲနဲ့တယောက်ရဲ့မွေးနေ့ကိုသွားတယ်သူ့မွေးနေ့ကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်အကြောင်းတွေပြောရတယ်ပြီးရင်ကိုမပါတဲ့ဇက်ကားတွေကိုပရရှုတက်ရတယ်ပြီးရင်အဲ့ဇက်ကားအကြောင်းမဟုတ်ဘဲတခြားအကြောင်းတွေကျွန်တော်ဖြေနေရတယ်အဲ့ဒါကြီးကတယောက်နဲ့တယောက်မဖြေသင့်တော့ဘူးဆိုပြီးကျွန်တော်ကိုကျွန်တော်တူးတယ်အမြင်နဲ့ကျွန်တော်အဲ့လိုမျိုးဆုတ်ဖြတ်ခဲ့တာပါဟုတ်တယ်အဲ့တုန်းကတော့ကျွန်တော်ကိုပြောတာပေါ့ဟာလက်ရှိမြန်မာပြည်မှာအောင်မြင်နေတဲ့မင်းသားတွေတော့အဲ့လိုမလုပ်ဘူးဒီကောင်ကဘာကောင်မလို့လဲတော်မင်းသားဆိုတာဒါမီဒီယာတွေကလည်းကျွန်တော်ပြောတာပါပဲအပြင်ကပြောတာထက်မီဒီယာလောကလူတွေပြောတာများတယ်ဒါပေမဲ့ပြောပေမဲ့လည်းကျွန်တော်ဘာမှသူတို့မတုံ့ပြန်ခဲ့ဘူးဆိုတာကသူသဘောမပေါက်လို့ပါကျွန်တော်ပြောတော့အခုမှမီဒီယာလူတွေသဘောပေါက်တာလေကျွန်တော်ကသူများပွဲမှာသွားပြီးကျွန်တော်အကြောင်းတွေမဖြေချင်တာဒါကြောင့်မလို့ကျွန်တော်ကတယောက်နဲ့တယောက်respect ဖြစ်အောင်ကန့်လိုက်တဲ့သဘောသိမလားတကယ်တမ်းကျတော့ဘယ်လိုလုပ်ဟာလားအနုပညာကြီးတောင်းဖို့ဆိုတာဖြစ်နိုင်ပါလေဗျာမဖြေချင်တာယူမဖြေချင်ဘူးလို့ပြောတော့အဆင်မပြေဘူးပေါ့အခုကျတော့အဲ့လိုလေးပြောထားတော့သူတို့လည်းမမေးတော့ဘူးပေါ့တကယ်တမ်းဆိုညီမလေးစဉ်းစားကြည့်လေအခုထားပါတော့ MC ရဲ့ view ကဘယ်လောက်ရှိလဲ MC ကကျွန်တော်ရဲ့ကြော်ညာကျွန်တော်ရဲ့ interview တစ်ခုဟုတ်တယ်မလား view လိုက်ပြီဆိုတာနဲ့ကြော်ညာအများကြီးရတယ်ဟုတ်တယ်မလားအဲ့လိုပဲကျွန်တော်ကလည်း MC ရဲ့ပြည်သက်တွေ MC ကိုအားပေးနေတဲ့ပြည်သက်တွေအများကြီးရအဲ့ထဲကနေမှနည်းနည်းအဆက်ခံရသေးတယ်ဟုတ်တယ်မလားဒါပေမဲ့ MC ကဆဲလည်းမဆဲခံရဘူးဘာမှလည်းမပြောခံရဘူးကြော်ညာကားတွေရတယ်ဟုတ်တယ်မလားအဲ့လိုမျိုးဗျာအဲ့ပုံမှာတယောက်နဲ့တယောက်ဝင်းဖြစ်တာကိုကျွန်တော်သဘောကျတာကျွန်တော်ကြောင့်လည်းMC ကိုမထိခိုက်စေချင်လို့ MC ကြောင့်လည်းကျွန်တော်မထိခိုက်ချင်ဘူးဟုတ်တယ်မလားအခုကကျွန်တော်တို့ပြောတဲ့ဟာကိုခေါင်းစဉ်ကြိုက်တယ်လို့တတ်တယ်လူကြီးများအောင်လုပ်တယ်ဟုတ်တယ်မလားအဲ့လိုမျိုးဟာတွေကိုမဖြစ်စေချင်လို့ကျွန်တော်ကန့်လိုက်တဲ့သဘောပါပဲအဲ့တော့မာနကြီးရဲ့ဘာညာအဲ့လိုပြောခံရတယ်အခုအဲ့လိုကနည်းနည်းဟွာပေါ့တမီကောင်းဖြစ်တာမဖြစ်ပါဘူးကျွန်တော်မာနမှမကြည့်တာသိနေရပဲဟာညီမတို့ဆိုတာ MC ဆိုတော့6ပဲလीเนาะဒါကြောင့်အခု MC နဲ့ကြည့်ပဲ view တယ်ဆိုပြီးလဲလာပြောတယ်ဆိုအများကြီးပဲကျန်တဲ့ media မဖြစ်ဘူးလားဆိုတာအဓိကတယောက်နဲ့တယောက် respect ရှိတာမျိုးကိုပဲကျွန်တော်ကအဆင်ပြေချင်တာလေကျွန်တော်ကြည့်ပဲလဲအဆင်မပြေစေချင်ဘူးသူကြည့်ပဲလဲအဆင်ပြေလို့အဆင်မပြေဘူးဒါကြောင့်အခု MC ကြည့်ပဲဖြည့်တယ်ကျန်တဲ့ media လေးတွေကိုကျွန်တော်မဖြည့်ပြဘူးဆိုတာသူတို့ကလည်းအဲ့လိုမျိုးလာမမေးဘူး